ဒီတစ်ခါတော့ညာကြီးအချိန်မတော်ပေါ့နော်ဒိုထိုးစားခြင်းလို့ဘန်ကောက်မှာနာမည်ကြီးရပေါ့နော်ခလွန်ထေးဈေးကိုတယောက်တည်းမဟုတ်ပေါ့တကယ်ချင်းလေးပါပတ်စံကောင်းအောင်ခေါ်လာခဲ့ပါတယ်ဒါကတော့ဒိုထိုးစားဖို့ပျော်နေတဲ့မိုင်ချမ်းလေးပါအဲ့တော့ဈေးထဲကိုစောင့်နေပြီပေါ့နော်ဈေးကတော့စီကားနေတာပဲမြင်နေပေါ့နော်ဒါကတော့မြန်မာဈေးနှမ်းလေးပြောရမယ်မြန်မာစားတောက်ဆိုင်နေရတဲ့အတန်းပေါ့နော်ဒါဆိုဒါလည်းဒုတ်ထိုးဆိုင်တစ်ဆိုင်ပဲဒါနောက်တစ်ခါမှမှချမ်းစားကြည့်ရတယ်ပေါ့နော်အရင်ဆုံးလာဟိုဘက်ဆိုင်မှာပေါ့နော်ဟိုမြန်မာဒုတ်ထိုးပါရရဆိုလာစားဖို့လာတာပေါ့နော်ဒီမှာထင်ချင်နေတဲ့ရှိတယ်ဒီဆိုင်လေးပါ Bangkok Postic ပေါ့နော်ဒီကဟာတွေက24 hour ဖွင့်တယ်ဟာဈေးလေးရာဒီဈေးဆိုအစားပြောတယ်ပေါ့နော်အတုပ်လေးတွေရတယ်အမှန်ကျတော့ဒုတ်ထိုးနဲ့ဒီမြန်မာဒုတ်ထိုးပေါ့နော်အာလူဘာညာစားဖို့လာတာပြီးတော့ဒုတ်ထိုးဆိုလို့ရှိရင်ကဒီလိုမျိုးဘန်းအရှိမှာပေါ့နော်ကိုစိတ်ကြိုက်ပြီးရွေးပြီးစားရတဲ့ feel လေးပို့ပြီးတော့အကောင်းနေလို့မိုင်ချမ်းတော့ထင်တယ်ပေါ့နော်ပြီးတော့ဒီမှာချက်နေဟင်းရည်တဲ့ကိုတိုင်မြန်လေးညှက်ထည့်ပြီးတောက်ရတာလည်းအရင်ကြိုက်တယ်ကြာစံဒီကြာစံတုတ်တပွဲဆိုတော်တော်လေးတန်တယ်ပေါ့နော်နှစ်ယောက်တူတူစားလို့ရတယ်အမှန်ကျတော့နှစ်ယောက်တပွဲစားခဲ့တာပေါ့နော်အချင်းနဲ့အဆက်ဟန်မိတယ်ဟင်းလေးရတယ်ကောင်းတယ်ပြီးတော့ဒီဟာကတော့ဟိုဘက်ဆိုင်ကနေပြီးတော့မှားလာစီးဖြော်ကြီးပြီးတော့ဒုတ်ထိုးတွေအကုန်လုံးမြန်မာဒုတ်ထိုးတွေလည်းစားကောင်းပါတယ်နောက်တစ်ခါထပ်သွားစားပါအောင်မင်း